Hello ဒီနေ့မှာတော့ Mighty Gameplay နဲ့ပြန်လာပါပြီ။ခုနေ့ကမနေ့ကပေါ့နော် Mighty Gameplay နဲ့ Mighty ရောက်တဲ့ဗီဒီယိုတင်ပေးမယ်လို့ပြောတယ်။ဒါပေမဲ့အခုက Mighty ရဲ့ဗီဒီယိုကနည်းနည်းလေးရှည်လို့တော့နေ့မှပဲတင်ပေးပါမယ်။အခုကတော့ Mighty ကိုဘယ်လိုမျိုး carry ပြမလဲဆိုတာကိုကြည့်ထား Mighty မှာဘလောက်ဒီကျွန်တော် carry ပြမလဲဆိုတာအဆုံးထိကြည့်ကြ။ဒီဘက်မှာဆိုရင်ကျွန်တော်တငယ်ချင်းအရင်2ယောက်ရယ်ကျွန်တော်တငယ်ချင်းနောက်ထပ်2ယောက်ပါပါတယ်။ပြောရရင်5 party သွားဆိုတော့ကျွန်တော်တော့ Maybro လေးဆိုတော့ Selina ပဲပြစ်လိုက်ပါတယ်။စားတော့ပေါ့နော်ကိုမိုဆော့ဖို့ဆိုပြီးတော့ Kakura ကင်မွတ်လို့တယ်ဒါပေမဲ့အမှားကြမှာဆိုလို့မဆော့တော့ပါဘူး။ဂိမ်းနဲ့ရောက်သွားပြီဆိုတော့တေချာဂိမ်းနဲ့ကို focus ထားပြီးတော့တေချာနိုင်အောင်ဆော့ပါမယ်ဒီဘက်မှာဆိုရင် enemy ကကျွန်တော်ဒီပွဲတာမစားသေးဘူး Vazana က record ရရမ်းပြရတယ်ကျွန်တော်လည်းအဲ့တရားသေးပြောနေတာပေါ့နော်လောက်ထားဖို့ကွာလေကင်းရအောင်အသေးသက်ပေးမယ်လို့ပြောလိုက်တာအခုဆိုရင်အောက်လမ်းမှာ trace လာအောင်နည်းနည်းလေးသွားနေတော့မို့နော်သူကလေကင်းရအောင်ရှမ်းမှာပြီးတော့သူ့တားကလည်းရမ်းခဲတယ်ပေါ့နော်ဒီမှာဆိုကွာသူကအရမ်းအပြည့်တစ်ပေါက်ရှင်းသွားလို့ဖတီကန်နဲ့လိုက်တက်လိုက်တာကျွန်တော်ပါပြင်ပြီးသေးဒီမှာဆိုကျွန်တော်တငယ်ချင်းကတန့်ကင်ထားတာသူကတော်တော်လေးဒီဘက်မှာကောင်းပါတယ်ဒါပေမဲ့ဒီကိုမိုးကအရင်လည်းမမိဘူးပေါ့နော်ဘာလဲဆိုတော့ကျွန်တော်ကကင်နာတာကလည်းဒီလိုဒီမေးရဒီဟိုလိုအေဝေးတွေအများသုံးလို့မရလို့အခုကတော့အပေါ်လိုင်းမှာ3ယောက်လာပြီးထိန်းနေတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာဒီမစမန်လည်းလေးရောက်နေဆိုတော့နည်းနည်းလေးဒီမှာလာထိန်းပြီးထားတာပေါ့နော် enemy bike က beta trick ကလည်းလေအရန်ကြောတင်တာတလားခုမှ promo တိုင်းမှုနဲ့ဖောက်ထားနေသေးတယ်အစမ်းတော့ကတ်ကြီးနေတူတာဒီမှာဆိုကကျွန်တော်တငယ်ကျန်3 man ဖမ်းပြီးရကျွန်တော်ကလည်းအဲ့ဒါကြီးအခွင့်ကောင်းယူပြီးတော့ဒီ second one နဲ့ flicker နဲ့တွားရလာတိုင်းပဲကွာအဲ့ beta trick ကြီးအာဒီ3ဝရတယ်အဲ့နဲ့ပြန်ရှော့ရတယ်ဒါပေမဲ့ Moscow ကတော့ပြန်ရလိုက်တယ် shutdown kill ဒီမှာဆိုရင်ကကျွန်တော်တငယ်ကျန်ဘက်လာနောက်နေလို့ခဏလာပါလို့ပြောတော့ကျွန်တော်လာလိုက်တယ်အဲ့နဲ့ကျွန်တော် second 2 man ပြစ်လိုက်တာပေါ့အမ trace လာရရောက်နေအဲ့နဲ့အကုန်ဝိုင်းဖြတ်ကြအဲ့နဲ့ကျွန်တော်လည်းကိမရပါဘူးကျွန်တော်တငယ်ချင်းမရအောင်ဒီမှာဆိုတော့ကဘတ်တရထပ်ဖြစ်ပြန်ပြီအမ beta trick ကြီးကိုမှားပြီးတော့ပြစ်မိသွားအဲ့နဲ့ဝင်ပြီးကုတ်တာပေါ့ပြီးလည်းပြီးတော့ Fanny မှာရောက်ချလာဒီဘက်ကိုလာမယ်ထင်တာပြေးလိုက်ရဘဲအောင်ပြီးမှစကန်ပြန်ပြီးနှစ်ကျိုးကုဝင်နဲ့လာပြီးကျွန်တော်လာတတာကိုကြီးရော energy ကကွာဘာလောက်မှတော့မရှိတော့လာတတ်တယ်တဲ့စိတ်မကောင်းတာနဲ့ပဲသူပြန်လျှော်သွားပါတယ်တခုအဲ့သွင်းနှမ်းသွားလို့အိမ်ပြန်နေရပါတော့အခုဆိုထွက်လာရဲ့ Vazana ကိုလမ်းပြတာမိပါတယ်အဲ့ဖြစ်နေတော့မှ enemy အရှုံးပေးတယ်တဲ့အဲ့နဲ့ကျွန်တော်လဲဒီပွဲပြီးကနီးမှလဲကေတကေထက်ရသွားတော်သေးရဲ့တာကွာကြီးကကျွန်တော်ပြင်တယ်အဲ့လိုကုတုကန်အောင်ကောင်းအဲ့နဲ့ enemy ရဲ့စိတ်ကမကောင်းစွာနဲ့ပဲ9မိနစ်ထဲနဲ့ပွဲကိုမလာမပါ enemy ရေးစသိမ်းသွားပါတယ် TV ပါလို့ enemy စားဖို့ပေးရပါတော့ကိုအတွက်ကတော့ victory ပါလို့အောင်မြင်ခြင်းပေါ့ဒီမှာကြည့် Mighty ကိုမနေ့ကမှရောက်တာဒါပေမဲ့ကျွန်တော်3ပွဲ4ပွဲဆော့ဘူးလို့ဒီမှာကျယ်တွေက2ပွဲပဲနိုင်လာသေးရပေါ့နော်ကြည်တာ who gonna be have MVP မိပဲလေဘာလဲတလားပွဲစားတွေကကျွန်တော်ကဒီငါ MVP ရအောင်စော့မယ်လို့ကျွန်တော်တကယ်ချင်းလို့ကြွားဆိုတော့အရင်မှာတော့ Selina Gameplay နဲ့တင်ဆက်ပေးရပါဗီဒီယိုကြတဲ့ဆိုရင် like and subscribe လုပ်ပေးကြပါ bye bye